မင်္ဂလာပါဒီနေ့တော့ exam မှာ status bar ရဲ့အရန်သုံးဝင်တဲ့ options လေးတွေအကြောင်းပြောပြပေးသွားပါမယ်ဒီမှာဆိုရင်ဒီမှာကဒီ item တွေရှိတယ် January ရောင်းအားတွေရှိရပါတော့ဒီ column B ကို click တစ်ချက်နှိပ်ပြီးတော့ select လုပ်လိုက်ပါမယ်ဒါဆိုရင် exam ရဲ့အောက်ဆုံးက status bar ကိုကြည့်လိုက်ပါ sum တွေကောက်နေ maximum တွေ average တွေကိုတွေ့ရမှာဖြစ်ပါတယ် sum ဆိုရင်ကျမတို့ကဒါ data ထည့်ထားသမျှကဏ္ဍတွေကိုပေါင်းပြီးမှဖြစ်ပါတယ် max ကကြတော့ဒီမှာ select လုပ်ထားတဲ့ column မှာရှိတဲ့အကြီးဆုံးကိန်းဂဏန်းကိုဖော်ပြပေးပါမယ် count ကကြတော့သူကဘယ်နှကွက်ဘယ်နှကွက်ကိုပေါ့နော် data တွေထည့်ထားတဲ့လေးကိုရေတွက်ပေးတာပါ average ကကြတော့ပြန်မျှချပေးတာပါနော်ဒီလိုမျိုးလေးကိုကဒီပေါင်းလို့မြောက်စားတွေမလုပ်ဘဲနဲ့အလိုလျောက် status bar မှာဖော်ပြဒီတင်ရင်လုပ်လို့ရတဲ့နည်းရှိပါတယ်เนาะဒီမှာကျရင်တော့ဒီမှာကလုပ်ပြီးသားမို့လို့ပြန်ဖြောက်ချင်เนาะဒီ status bar မှာ right click နှိပ်မယ်ဒီမှာဆိုရင်ဒီအောက်မှာကိုထည့်ချင်တာလေးတွေကိုထည့်ချင်တဲ့ option လေးတွေကိုရွေးလို့ရပါတယ်เนาะဒီမှာဆိုရင်ပြန်ဖြောက်ကြည့်လိုက်မယ် sum ရဲ့ maximum ရဲ့ count ရဲ့ average ရဲ့ဒါကတော့ပြန်ဖြောက်လိုက်တာပေါ့နော် options လေးတွေကိုပြန်ဖြောက်လိုက်တယ်ဒါဆိုရင် select လုပ်ကြည့်လိုက်ပါ status bar မှာမရှိတော့ပါဘူးဟုတ်ပြီကိုကကြတော့အဲ့လိုမျိုး select လုပ်လိုက်တာနဲ့ sum တွေ count တွေကိုအလိုလျောက်ဖော်ပြစေချင်တယ်ဆိုရင်เนาะဒီ status bar ပေါ်မှာပဲ right click နှိပ်လိုက်ပါကိုလိုချင်တဲ့ option လေးကို click တစ်ချက်နှိပ်လိုက်တော့မှာပဲเนาะဒါကို sum ကိုဖော်ပြချင်တယ်ဆိုရင် sum ကိုနှိပ်လိုက်ပါ maximum လိုချင် maximum ကို click တစ်ချက်နှိပ်မယ် count လိုချင် count ကိုနှိပ်မယ် average ကိုလိုချင်ရင် average နှိပ်ပါမယ်ဒါဆိုရင်တော့ရပါပြီကျမတို့က column တစ်ခုကို select လုပ်လိုက်တာနဲ့ဒီမှာသူနဲ့သက်ဆိုင်တဲ့ပေါင်းလက်တွေ match တွေcount တွေ average တွေကိုဖော်ပြပေးသွားမှာပါဒီမှာဆိုရင်တော့သူကဒါ text column ပေါ့နော်စာတွေပဲရိုက်ထားတာကိန်းဂဏန်းတွေမဟုတ်တဲ့အတွက်သူက select လုပ်လဲเนาะဒီ sum တို့ပေါင်းလက်တို့ maximum တို့ဖော်ပြပေးမှာမဟုတ်ဘူးဘာပဲရမှာလဲဆိုရင် count ပဲရမှာပေါ့နော်သူကဘယ်နှ10ကွက်ဘယ်နှကွက်ကို data ဖြည့်ထားရလဲ12ကွက်ကိုဖြည့်ထားရဲဆိုတာပဲရမှာเนาะကိန်းဂဏန်းတွေမဟုတ်တဲ့အတွက် sum နဲ့ average တွေတော့ဖော်ပြပေးမှာမဟုတ်ပါဘူးဒီ option လေးကအရန်သုံးဝင်ပါတယ်เนาะလုပ်ကြည့်ထားပါအားလုံးကိုကျေးဇူးတင်ပါတယ်